hello you are down hey hey တောင်နောက်ကပြိတ္တကြီးကိုကျွန်တော်မောင်ဝိုင်းပြေနွမ်းနေတာပါဒီတစ်ခါတော့တောင်နောက်ကိုရောက်ရှိသူလာပါပြီအဲ့တော့မမနေရာမရသေးဘူးလားမမအနက်မှာထိုင်ပါမမရေအလုံးလုံးကတော့မောင်စိတ်မဖြောင်းပါဘူးအဲ့တော့မောင်ဝိုင်းပြေတောင်နောက်နဲ့မပြင်းနဲ့မောင်ကျော်မင်းတို့ဆိုတော့မိသားစုတွေလိုဖြစ်သွားပြီတစ်နှစ်တစ်ခေါက်အမြဲတမ်းပုံမှန်ရောက်နေအဲ့တော့ကျွန်တော်မောင်ဝိုင်းပြေကိုလည်းပြိတ္တကသိတယ်တချို့ဧည့်သည်တွေကြတော့ခုမှရောက်တာဆိုတော့ကျွန်တော်မောင်ဝိုင်းပြေကိုတချို့ကြတော့မမမိမှတ်မိတဲ့ခါကျကျွန်တော်နာမည်ကျွန်တော်ဒီလိုလေးပြောချင်တာဒီလိုလေးနာမည်လေးပြောလို့ပြောမယ်နားဆိုင်ခေါင်းမှာအများကပြောနေကြတာဘိုင်းတကူမှာနာမည်လေးပြောလို့ပြောမယ်နားဆိုင်ခေါင်းမှာအများကပြောနေကြတာအုပ်စုခမ်းမှာကျွန်တော်ဝိုင်းပြီးပြောလို့ပြရင်လည်းငါပတ်ထားအလုံးကဝိုင်းချစ်နေတာတောင်းမယူဒီဘက်ကပြောနေကြတယ်သူတို့ဝိုင်းပြီးဟိုဘက်ကညီမလေးတွေကချစ်ချိတ်တယ်ဗျာဒီဘက်ကပြောတော့ဟိုဘက်ကညီမလေးတွေလည်းနိုင်ပြီးဖားတယ်ဒီဘက်ကပြောနေကြတာသူတို့ကိုပြေဟိုဘက်ကညီမလေးတွေကဝမ်းလူတွေဗျာအကုန်လုံးဝမ်းလူကြတော့စိတ်ညစ်တယ်ဗျာကျွန်တော်ဝမ်းပြေကတော့တယောက်ချင်းနေမှာအချောညာတွေမှာစားဆောင်တွေမှာဝမ်းရတဲ့ပုံလေးများတွေ့ကြည့်နိုင်ပါတယ်အချောညာတွေမှာစားဆောင်တွေမှာဝမ်းရတဲ့ပုံလေးများတွေ့ကြည့်နိုင်ပါတယ်အလုံးလုံးမေချောတာကျွန်တော်ဝမ်းပြေပုံအိမ်တကာမှာချိတ်လို့တိုင်ဟုတ်ကျွန်တော်ဝမ်းပြေပုံညီမလေးတို့အိမ်တကာမှာချိတ်ထားလိုက်စမ်းအိမ်တကာမှာချိတ်လို့ထိုင်းရင်ကျွတ်ပြေးတယ်ဗျာကျွတ်ကိုလက်မကလည်းချုပ်တာချုပ်ဟေးဟေးနေတကြီးအားလုံးပြင်းနေကြပြီလားကျွန်တော်ရဲ့နာမည်လေးနဲ့မိတ်ဆက်ပေးမယ်ကျွန်တော်ရဲ့အလှတရားလေးကိုအရှင်ဦးဆုံးပြိတ္တကိုပြသပေးပြပါခင်ဗျာကျွန်တော်ရဲ့အလှတရားလေးငါ့တဲ့ချိုးတဲ့ကောင်ခေါ်ထားသေးရလားဒီမှာမဲတဲ့ပြင်မုန်းနေတော့ဘာမှမမြင်လိုက်ရအဲ့တော့ကျွန်တော်မျက်မှန်နဲ့ခွဲနေတော့ကျွန်တော်ရဲ့မျက်လုံးလေးကိုပြိတ္တကဓာတ်ရိုက်မခံစားအောင်ဖြစ်နေတယ်။အော်မျက်လုံးခံစားကျွန်တော်ရဲ့အချင်းနာမျက်လုံးလေးကိုပြိတ္တကိုဓာတ်ရိုက်ခံစားအောင်ကျွန်တော်မျက်မှန်လေးချုပ်ပြမယ်။မျက်လုံးကိုပြချလေးကြည့်ပြီးတော့အာရုံစိုက်ပေးပါ။ဘေဘီလေးတွေရှင်းခုံစေမယ်ဆိုရင်တော့နည်းနည်းလေးမျက်နှာလေးချတာပေါ့။အားလုံးဒီကိုပြချလေးကြည့်ပေးတာပါ။အချင်းနာမျက်လုံးလေးကဒီပါပါခင်ဗျာ။မင်းကသွေးစုပ်ဖို့ကောင်ကြာနေမကသူတို့ကျင်းနာမျက်လုံးမမြင်ဘူးလို့ငါလောက်ပြမျက်လုံးကြီးပြီးဝိတ်တာဟဲ့ဒါပြိတ္တနဲ့မိတ်ဆက်တာဝိုင်းပြမိတ်ဆက်ပြီးသွားပြီမိတ်ဆက်ပြီးသွားပြီဒီတကကြတော့ငါလည်းငါလည်းငါနာမည်လေးကိုငါမိတ်ဆက်တယ်မိတ်ဆက်လေကျွန်တော်နာမည်ဘယ်လိုလဲဆိုမိတ်ဆက်ဒါပေမဲ့ငါရိုးရိုးမိတ်ဆက်ဘယ်လိုမိတ်ဆက်ဟာဟိုကတို့ငငယ်တုန်းကလေကြပြားလေးတွေပြီးတယ်မလားကာကြီးကာကူကြပြားလေးတွေလေမမိတယ်အဲ့ဒါလေးနဲ့ငါမိတ်ဆက်ငါနာမည်ဟုတ်တယ်လှုပ်လိုက်ပြီးရင်စဆိုလိုက်ကာကြီးကနေစဆိုလိုက်အလူဆိုတော့မြန်မာဆန်ဆန်လေးသွားမယ်ဟုတ်တယ်အဲ့ဆိုမြန်မာဆန်ဆန်လေးတော့ဒိုးလေးနဲ့ပေါ့ဓာတ်လေးနဲ့1 2 3 4 Hey ya ha 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 yo ya ကလေးငယ်ချစ်စပွဲဝိုင်းပြခက်ငယ်ငယ်အခကလေးငယ်ချစ်စပွဲဝိုင်းပြခက်ငယ်ငယ်ခခေကုန်းမလေးပြုတ်ဝနအလှဆုံးတဲ့ဒီမျိုးလုံးခခေကုန်းမလေးပြုတ်ဝနအလှဆုံးခခဏမင်းပြုံးရွှေရွှင်နစ်ဖေကြွက်ကြီးဝင်ခဏမင်းပြုံးရွှေရွှင်နစ်ဖေကြွက်ကြီးဝင်ငါချိန်ပေါင်းစားလို့ကောက်နင်းနမဖေဟောင်းလောင်းငါချိန်ပေါင်းစားလို့ကောက်နင်းနမဖေဟောင်းလောင်းလှုပ်တာစချမ်းမြတောင်းနှမ်းမြမင်းနမဖားထဲမှာစစကမ်းမြတောင်းနှမ်းမြမင်းနမ
လား ငါလာပြီးဆော်သွား စလိန်ဆီယမရိုတေရမိတူမငါနဲ့ရစလိန်ဆီယမရိုတေရမိတူမငါနဲ့ရ ကြိုက်တယ် ရတယ်လေ ငါဆလက်ပြူတင်းကျူကျူမင်းမငါနဲ့ယူငါဆလက်ပြူတင်းကျူကျူမင်းမငါနဲ့ယူပတ် ရတယ် လို့လေဟော ဟာလည်းပြန်ပြောပါရင်ဝနာရဲ့ကွာပြန်လာပြီညာနေနေရေကစီညာနေနေရေကစီ ပြောလေလောက်ပါပြောစမ်းမှာနာကျင်လုံးလို့ အဲ့နာပါလေငါမိတ်နဲ့ပါလေမောင်ငါပဲပြပြမခါ ညလုံးပြူးနေကုန်လိုက်ပြီ ညာနေနေရေကစီညာနေနေရေကစီ လောက်လေဘာတဲ့လို့ပြောအောင်ညလုံးရဟဲကြောက်တာဟဲ တားမရိုက်နေလို့မသားတယ် ညလုံးရကြောက်တာဟဲ အခုရနားပဲကျွန်တော်ပြောညာနေနေရေကစီညာနေနေရေကစီဝိုင်းပြေ ဘာလို့ မင်းတို့တစ်မျိုးလုံးဖာပဲကွာက ဒါလေးဘာမှမဆိုင်ဘူးက